မိမပြိုချောင်းဒါငါရဲ့တီးတက်အိတ်ခမ်းပါနော်မင်းကအဆောင်တွေကိုပါခေါ်ပြီးငါအခန်းထဲအတင်းဝင်လာရတာဘာကြံအစီရှိလို့လဲနင်ဘယ်လိုလုပ်ပြီးဒီမှာရှိနေရတာလဲနင်မျိုးတွေကစိတ်ကမ်းမှာယောက်ျားတစ်ယောက်နဲ့ခိုးပြေးသွားတယ်လို့သတင်းထွက်နေတာမဟုတ်ဘူးလားအိုးမိမပြိုချောင်းရဲ့သတင်းတွေကတကယ်ကိုလွဲမှားနေတာပဲငါကအိမ်မှာအေးဆေးနားနေတာကိုမင်းကဘဲကအတင်းဖြင်းတွေကိုယုံပြီးငါအိတ်ခမ်းထဲအထိလာပြီးရန်စနေရတာလေငါရဲ့အဆောင်တွေကနင့်ရဲ့အခန်းထဲမှာယောက်ျားတစ်ယောက်ဝင်သွားတာမြင်တယ်လို့ပြောတယ်နင့်ရဲ့အိယာအောက်ထဲမှာဘသူ့ကိုဖုံးထားတာလဲမင်းသမီးလီအန်ကချောင်းချင်းမို့ကိုအေးဆက်စွာဖြင့်မိမပြိုချောင်းမင်းကဘသူမို့လို့ငါကိုတော်ရဲ့အိတ်ဆက်မှုကိုလာပြီးနှောက်ယှက်ရတာလဲငါကစူးရွက်နဲ့အတူဒီဆန်အိမ်မှာလာရောက်တဲခုန်နေတာကိုမင်းကငါကိုယောက်ျားတစ်ယောက်လို့ဆွဆွဲချင်တာလားမင်းသမီးပါလားရှင်ကျမအမှားလုံးမိပါတယ်အပြစ်လုံးမိပါတယ်ရှင်လို့တောင်းပန်လိုက်ရပါတော့တယ်အဲ့ဒီညထွက်ခွာသွားကြပြီးနောက်အခန်းတွင်း၌စူးသခင်မကြီးဟာစူးရွန်းကိုဒေါသတကြီးဖြင့်စိုက်ကြည့်ကစူးရွန်းနေကအိမ်ကနေခိုးထွက်ပြေးခဲ့တာမဟုတ်ဘူးလားဒီနေ့ကိုအပြစ်မပေးရင်နောက်တစ်ချိန်မှာစူးဆန်အိမ်တော်ရဲ့တိတ်ခါကိုနင်းပြတ်တက်ဖြစ်စီလိမ့်မယ်မင်းမလုပ်နေတာလေငါရဲ့သမီးလေးကိုမင်းပါလို့အပြစ်ပေးရတာလေရှင်ကနာရီပိုင်းအလိုကမှမြို့တော်စီရောက်မယ်လို့သတင်းရထားတာမဟုတ်ဘူးလားဘာလို့ဒီလောက်စောစောပြန်ရောက်လာတာလဲဒါနဲ့နေဆက်ကနေပြန်လာတော့ကညီမလေးအတွက်လက်ဆောင်တွေအများကြီးယူလာခဲ့တယ်လာကြည့်ပါဦးအကိုဖြစ်သူကစူးရွန်းကိုသူမရဲ့အခန်းထဲခေါ်သွားပြီးနေဆက်မှတဲဆောင်လာတော့တစ်တာကြီးများကိုဖွင့်ပြလိုက်ပါတော့တယ်အကိုတော့လက်ဆောင်အကုန်လုံးကိုအရန်သဘောကျပါတယ်ရှင်ညီမလေးသဘောကျရင်တော့ပါပြီဟဲလီစီရေတခင်မလေးရဲ့လက်ဆောင်တွေကိုအခန်းထဲအမြန်ဆုံးရွှေ့ပေးလိုက်ပါဦးတခင်လေးရဲ့ချမ်းရံခွင့်လွတ်ပါရှင်ဝင်တိုက်မိလို့တခင်လေးရဲ့ဒဏ်ရာထိခိုက်သွားပြီလားမသိဘူးစူးရွန်းမောကြည့်လိုက်တော့ရောက်လာသူမှာစူးဆန်အိမ်တော်တွင်အတူကြီးပြင်းခဲ့သောဟဲ့ချမ်းရံဖြစ်နေခဲ့ပါတယ်တခင်လေးဟဲ့နေဆက်မှာဒဏ်ရာရလာတယ်လို့ကြားတယ်အခုတက်တာရဲ့လားဟင်အကိုတော်နဲ့ကိစ္စရှိလို့လာရှာတာဆိုရင်ကျမနှောက်ရှက်တော့ပါဘူးဟဲ့ချမ်းရံကစူးရွန်းဤပြောင်းလဲသွားသောအမူအရာကိုကြည့်ကအံ့ဩနေပါတော့တယ်ညနေဆောင်တွင်ဟဲ့ချမ်းရံကစူးရွန်းဤအဆောင်စီရောက်လာပြီးစူးရွန်းမင်းဒီနေ့ဘာဖြစ်နေတာလဲအရင်ကဆိုမင်းစိတ်တူတိုင်းကကိုကြာပိုးနဲ့ရိုက်တာဒေါသထွက်ရင်အပြစ်ရှာတာတွေလုပ်ခဲ့တာမဟုတ်ဘူးလားအခုမှဘာလို့လိမ္မာတယ်လို့ဟန်ဆောင်နေရတာလဲတခင်လေးဟဲ့ငါအရင်ကအမားတွေကိုပြုတ်ပြင်ပြီးလူကောင်းဖြစ်သွားပြီလို့ပြောရင်နေုံမလားငါအခုနင့်ကိုမရိုက်ချင်တော့ဘူးငါအခန်းထဲကနေမြန်ထွက်သွားပေးပါအခြားတစ်ဖက်တွင်တော့မင်းသားကြီးရဲ့ရန်ချင်းဤတပည့်များကစူးရွန်းဤသတင်းများကိုလာရောက်သတင်းပို့ကြပါတယ်အရှင်မင်းသားစူးသခင်မလေးကအရင်ကစစ်သူကြီးငယ်ရှန်ချောင်းကိုအယူမူကြိုက်ခဲ့ရုံတင်မကပဲအခုဆန်အိမ်တော်ထဲမှာဟဲ့ချမ်းရက်နဲ့ပါတီးတန့်အခန်းထဲတွေ့ဆုံနေကြပါတယ်ရှင်ရှန်ချောင်းတင်မကပဲအခုဟဲ့ချမ်းရက်နဲ့ပါပတ်သက်နေတယ်ပေါ့လေဒီမိမတခြားယောက်ျားတွေရဲ့ရှေ့မှာရောငါရှေ့မှာလိုချွဲနွယ်ပြီးပြုံးပြနေတာလားသူ့ရဲ့ခါလေးကိုကျိုးသွားအောင်ချိုးပြစ်မှအေးဆေးနေတော့မှာလားမျက်နှာတကောင်ချိန်တွင်မင်းသားကြီးရဲ့ရန်ချင်းဟာစူးရွန်းဤအိတ်ခမ်းထဲသို့ခိုးဝင်ရောက်လာခဲ့ပါတော့တယ်မင်းသားကြီးကစူးရွန်းဤမျက်ဝန်းများကိုစိုက်ကြည့်ရင်ငါနဲ့မတွေ့ခင်ကအတိတ်တွေကိုငါခွင့်လွှတ်ပေးမယ်ဒါပေမဲ့နောက်ငါနောက်ွယ်မှာတခြားယောက်ျားတစ်ယောက်နဲ့ထပ်ပြီးပတ်သက်တာတွေ့ရင်တော့မင်းကလက်ထဲကနေဘယ်တော့မှမလွတ်မြောက်စေရဘူး